Okay ဒီနေ့ကတော့အရင်နေ့ကမရှင်းဘူးပြောတဲ့မိတ်ဆွေများတို့ပါနော်တကောကောင်းမယ်ကျွန်တော်တို့ဒီညခုနှစ်ပေါ့နော်ညခုနှစ်မှာဆိုရင်ဒီမှာခွန်တောင်းလို့ရှိရပေါ့နော်ခွန်တောင်းလို့ရှိရဆိုရင်ခွန်တောင်းတော့ကနေကျွန်တော်တို့တောင်းသွင်းတော့လိုက်ပါဘူးနော်တောင်းသွင်းကနေ1 2 3 4 5 6 8ညောင်ပါအဲ့မှာ14နှစ်ဆိုပြီးရှိတယ်နော်14နှစ်ဆိုပြီးရှိတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ရနေဒီခွန်တုံးတော့ကနေတောင်ဆုံးခွန်တုံးတော့ကနေလေတောင်ဆုံး16ကွက်တွားပြီးတဲ့အချိန်မှာ16ကွက်ရဲ့အပေါ်မှာကျွန်တော်တို့ဒီမှာ14နှစ်ဆိုပြီးထွက်ထားရှိတယ်ပေါ့နော်ဒါမှချိုးကြည့်ကြပါနော်ဒီခွန်တုံးတော့ကနေဒီဘက်ကိုတစ်ကွက်2ကွက်3ကွက်အဲ့ဒါမျိုးရေးသွားရင်16ကွက်ချမှာ14ခုနှစ်ပေါ့နော်16ကွက်ချမှာကျွန်တော်တို့14ခုနှစ်ရှိတယ်14ခုနှစ်မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ14နှစ်ဆိုထွက်ထားတယ်ခဏကြိမ်လောက်မအောင်ဆိုရင်1 2 3 4 5 6 9 10 11 12 14ပေါ့နော်15ပေါ့အဲ့ဒီချိန်မှာကျွန်တော်ဒီနေရာမရေးလိုက်တော့ခဏများလို့နော်အဲ့မှာကျွန်တော်တို့14နှစ်ထွက်လာရှိတယ်ထိုးနည်းတူပဲခွန်တုံးတော့ထွက်ထားနဲတယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီ17ခုနှစ်2017ခုနှစ်ပြောပါတော့17ခုနှစ်မှာဆိုလဲကျွန်တော်တို့ကဒီမှာကြည့်လိုက်ပြီဗျာ17ခုနှစ်အောက်ဆုံးကြည့်သွားလိုက်ပေါ့နော်အဲ့မှာခွန်တုံးတော့ရှိနော်ခွန်တုံးလုံးရှိတယ်ဆိုရင်ကျွန်တော်တို့ဒီရလိုပဲပေါ့နော်ဒီကောင်လိုပဲဒီမှာ3ခွက်ဆင်းလိုက်3ခွက်ဆင်းဒီ8ခွက်ပေါ့နော်ဟုတ်ပြီ3ခွက်ဆင်းမယ်8ခွက်နောက်မှာဒီကောင်ရပါတော့အဲ့မှာကျွန်တော်တို့ကဒီမှာဒီကနေ3ခွက်ဆင်းလိုက်ပေါ့နော်3ခွက်တောင်းဆုံးဆင်းမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကိုရောက်တော့မလဲဆိုရင်2009ခုနှစ်ရောက်တော့လိမ့်မယ်နော်2009ခုနှစ်အောက်ဆုံး2ခွက်141ကနေစမယ်141တုံးတုံညာလေးအဲ့ဒီမှာအဲ့ဆိုရင်2009ခုနှစ်ကုန်သွားပြီ9ခုနှစ်ထောင်သွင်းတော့မယ်ဆိုရင်ထောင်သွင်းသွားလိုက်တဲ့ချိန်ဆိုရင်ဘယ်ခွက်ရောက်မလို့ဆိုရင်ဒီခွက်ရောက်တော့မှာနော်အဲ့ဒီမှာခွန်တုံညာ3ရှိတယ်ခွန်4တေရှိတယ်3တင်းနေရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီခွန်တုံးလုံးကနေတောင်သွင်းလဲတော့အောင်မယ်ဆိုတော့တောင်သွင်းသွားတဲ့ချိန်ကယခုချိန်ပေါ့နော်ဒီပါတော့2026ပေါ့နော်2026ခု5ချိန်ပါဆိုရင်ကျွန်တော်တို့ကဒီချိန်မှာဆိုရင်ဒီတုံးလုံးနဲ့ထွက်နိုင်တယ်3ည3ခွန်းဒီလေးဒီတုံးဒါဒီ3ခုတည်းထွက်နိုင်တယ်ဆိုတော့ပြောပြရပါနော်ဒါမိတ်ချိုးလည်းကြည့်ပါဦးဒါပဲဖြစ်နိုင်တာပြောရပါနော်ခုလိုမျိုးတွေ့တော့ဒီမှာ3ည3ခွန်းရှိနေတယ်ခွန်း3ည3ရှိနေတယ်ထွက်နိုင်တယ်ပေါ့နော်ကျွန်တော်မနေ့ကတွက်ပြတာကြတော့ပါတော့ဆို3ညခွန်းနှစ်ကျွန်တော်ပုံမှန်နှစ်တိုင်းပုံမှန်ခွန်က3ညခွန်းနေရတယ်ဒီနေ့ဒီတော့ပုံနဲ့ရှင်းကြည့်လိုက်လို့ရအောင်3ညခွန်း3ညထိဘုံနဲ့ခွန်နဲ့ကတော့ဒီဘက်ပါလောက်တော့ပေါ့နော်ဒါဒီဆိုင်ရပေါ့